ပန်းသီးရှာလကာကြီးဖြစ်တဲ့ငါ့ကိုတောက်ပေးတင်တာပါမင်းတို့အိတ်မောကြနေချိန်ငါကတော့မင်းပိုက်ထဲကအစီခဲတွေကိုညာဆိုင်စင်းပြီးထုခွဲနေရတာပေါ့မက်သူတေသနာတို့ရဲ့ရငါစီမှာပါဝင်တဲ့အစစ်တပ်တွေကမင်းပိုက်ထဲကအစီအသစ်တွေထပ်ဖြစ်မလာအောင်ကာကွယ်ပေးနိုင်တယ်လို့ဆိုထားတယ်မင်းစားလိုက်တဲ့အစားအစာတွေကနေတကြားဓာတ်တွေအလုံးရင်းနဲ့ဝင်မလာအောင်ငါကရင်ထင်းရဲကြီးတယောက်လိုမျိုးလမ်းကြောင်းရှင်းပေးနေရတာကွာအထူးသဖြင့်1 byte တစ်ဝိုက်မှာစုနေတဲ့ခေါင်းမာတဲ့အစီခဲကြီးတွေကိုငါရဲ့အစစ်စွမ်းရည်နဲ့တဖြည်းဖြည်းချင်းစီအยีပျော်သွားအောင်လုပ်ပေးတယ်ဒါတင်ဘယ်ကမလဲအစာအိမ်ထဲကအစာတွေကိုမျက်မျက်မချေဖြတ်ပစ်ပဲအချိန်ဆွဲထားပြီးလို့မင်းပိုက်ခဏခဏစားတာကိုပါတက်တာစေနိုင်သေးတယ်လေခန္ဓာကိုယ်ထဲကအင်ဇိုင်းတွေကိုလည်းနှိုးဆွပေးပြီးတော့မလိုအပ်တဲ့ကယ်လိုရီတွေကိုအလွယ်တကူလောင်ကျွမ်းသွားအောင်ကူညီထောက်ပံ့ပေးနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ငါ့ကိုဒီတိုင်းပြစ်ပြစ်နဲ့နဲ့ကြီးတော့မတောက်လိုက်နဲ့ဦးနော်သွားကြွလွာတွေပြက်စီးတက်လို့ရေတစ်ခွက်ထဲမှာအနှဲငယ်ပဲရောတောက်ပေးပါဒီလိုမှန်မှန်ကန်ကန်အသုံးပြုပေးမယ်ဆိုရင်တော့1 byte အစီတွေကျဆင်းပြီးပုံမကျန်းမာပေါ်ပါတဲ့ခန္ဓာကိုယ်လေးကိုပိုင်ဆိုင်နိုင်မှာအသေးချပါပဲဒါကြောင့်မို့လို့